ဒီတစ်ခေါက်သွားမယ်ရှေ့မြင်နောက်မြင်တောင်တက်ခီကရန်ကုန်ကနေ9စီဇန်နဲ့ကိုသွားမှာပါကလောစတက်တဲ့ချိန်ကမနက်6နာရီကျွန်တော်တို့သွားတဲ့ချိန်ကဒီဇင်ဘာလာရဲဆိုတော့ဒီနေရာလေးမှာတော့ကပန်နေနဲ့လှနေပါပြီကလောမှာကားခဏနာပြီးရင်ကျွန်တော်တို့ကအောင်ပန်းမှာဆင်းရမှာပါအောင်ပန်းကိုဆက်ထွက်ခွာမှာပါအောင်ပန်းရောက်တော့ဒီကားကလေးမှာကျွန်တော်တို့ထုတ်ပိုးတွေချခဏနာပြီးအစီအစဉ်ရဆိုရင်တော့ကျွန်တော်တို့ပင်းတရကိုဆက်သွားပါဗျပင်းတရကနေတဆင့်တောင်ကြီးရွာကိုဆက်သွားမယ်လို့သိထားပါတယ်ဒီလူကားရင်လည်းကျွန်တော်တို့ပင်းတရကိုတော့မှာပါစီစဉ်ပေးတဲ့တိုးဖွဲကကျွန်တော်တို့မနက်စာလိုက်ကြွေပါတယ်အဲ့ဒီဆိုင်မှာစားရတဲ့တုံးလေးကောင်းပါရဲ့ကျွန်တော်တို့ကားပေါ်ထုတ်ပိုးတွေတင်ပြီးရင်တော့ခဏနေတော့ကျွန်တော်ပင်းတရာကိုဆက်ထွက်ပါပြီပင်းတရာကိုသွားတဲ့လမ်းမှာတော့ရှုခင်းနေရတကယ်ကိုလှပါတယ်ကားလမ်းပြီးမှာပဲရှိတဲ့စီမုံရင်းပန်းကင်းတွေရဲ့နောက်ပြီးတော့ဂျုံရင်းတွေနဲ့တော်တော်လှတဲ့ရှုခင်းမှာကျွန်တော်ဓာတ်ပုံတွေလည်းရိုက်ခဲ့ပါတယ်တနားရွယ်လောက်ကြာပြီးရဲ့နောက်မှာတော့ကျွန်တော်ပင်းတရာကိုရောက်ပါပြီပင်းတရာမြို့မှာထူးခြားတာတော့ပုံးတလို့ရေကန်ပေါ့နောက်ပြီးတော့ရွှေဦးမင်ကိုရှိမယ်လဲကြပတ်ဆရာပေါ့နော်ဒီနေ့ကတော့ကျွန်တော်ပင်းတရာမြို့မှာပဲနည်းနည်းလဲမှာဖြစ်ပါတယ်ဒါကတော့ပုံးတလို့ရေကန်ကြီးရဲ့အလှရဲ့ဟိုးအဝေးမှာလဲရွှေဦးမင်ကိုဒီကလှမ်းမြင်နေရပါတယ်နောက်ပြီးပင်းတရာစီတွေကိုခဏအလဲပတ်မယ်ပင်းတရာစီကတော့ကလောနဲ့ရှင်ရင်တိတ်ပြီးတော့မှဝင်စရာနည်းနည်းတိတ်မရှိဘူးလားလို့အဲ့လိုပြောပြီးပဲနောက်ပြီးအပြန်ကြတော့တယောက်တစ်ထုပ်စီတော့တာဝန်ကျင်အောင်ဆွဲထွက်လာခဲ့ကြပါတယ်အခုကျွန်တော်တို့ရွှေဦးမင်ကိုတော့မှာပါရွှေဦးမင်ကူကကျွန်တော်ဒါကတော့ပထမဆုံးရောက်ဖူးတာဗျာတခါမှအရင်တော့မရောက်ခဲ့ဘူးအထဲမှာတော့ဒီနေ့ကလူနည်းနည်းများတယ်နောက်ပြီးတော့ကိုယ်ထဲမှာလည်းဒီလိုဖျားဆင်းလို့တော့အသေးအကြီးနဲ့အပြည့်ပဲဗျရွှေဦးမင်ကူဘော်ကနေလမ်းမြင်နေရတဲ့ပင်းတရာမြို့ရဲ့ရှုခင်းလေးရတယ်အေးချမ်းပြီးတော့တကယ်လှပါတယ်တပ်ပုံလှလှလေးလည်းရိုက်ခဲ့ပါတယ်နောက်ပြီးကျွန်တော်တို့ကထမင်းသွားစားမှာပါစီစဉ်ပေးတဲ့တူဖွဲ့ကကျွန်တော်တို့ဒီပုံးတလုတ်ဆိုတဲ့ရိုးရာထမင်းဆိုင်လေးမှာလိုက်ကြွေပါတယ်ရတာကောင်းပါတယ်မင်းစားပြီးရင်တော့ကျွန်တော်တို့ကရှမ်းဆက်ကူတွေထုတ်တဲ့နေရာမှာတွားပြီးလေ့လာမှာဖြစ်ပါတယ်။ဒါကတော့ရှမ်းဆက်ကူတွေထုတ်နေတဲ့နေရာကိုရောက်ခဲ့တာဖြစ်ပါတယ်။သူတို့ကရိုးရာဒလေးကိုထိမ့်သိမ်းတဲ့ပုံစံမျိုးနဲ့ထုတ်လုပ်တာဗျာ။တိတ်ပြီးအဲ့ပေါ်ကနေအမျက်စွန်းပါညာတော့ကျွန်တော်တို့ကမထင်ဘူးပေါ့နော်။ရှော့လိုက်ရတာဒီအပေးထောက်ပေါ်ခွာတာပေါ့နော်။ခွာပြီးတော့ပညာအရေးစက်ပေါ့။ညာနဲ့ရှင်းတာတော့ကြောင်ပြန်ပြောလိုက်။ညာရေးတက်ရစီနောက်ပြီးပန်းအစ်စ်တွေကိုပဲဒီစက်ကူလောက်ထားတဲ့ပုံမှာပဲတင်လိုက်တာဗျ
နောက်ပြီးနေရောင်နဲ့6ခန်းပေါ့နော်နောက်ပြီးအခုလိုစက်ကူရထွက်လာပြီဆိုလို့ရှိရင်တော့သူတို့ဒီလက်ဆောင်ပစ္စည်းတွေနောက်ပြီးတော့အခြား souvenir လေးအဲ့ဒါလေးပြန်လုပ်တာပေါ့ကျွန်တော်တို့ကပင်းတက်မြို့ကနေတစ်ဆင့်တောင်ကြီးရွာဖြစ်တဲ့ပန်းစစ်ကိုတွားဖို့အားကျွန်တော်ကားပြောင်းစီရအောင်ပါဗျာဒီကားနဲ့တွားလို့မရအောင်အဲ့တော့အခြားရွာတွေမှာကျွန်တော်တို့ဒီလိုကားတွေပြောင်းစီရတယ်အဲ့ကားတွေနဲ့တစ်ဆင့်ကျွန်တော်တို့ပန်းစစ်ရွာကိုတွားမှာပါနိုင်ဝက်လောက်ကားစီးပြီးတဲ့နောက်ကျွန်တော်တို့ကပန်းစစ်ရွာလေးကိုတော့ရောက်ပါပြီပန်းစစ်ရွာလေးကတော့တကယ်ကိုအေးချမ်းပြီးလာတဲ့ရွာလေးပါဒါကတော့ပန်းစစ်ရွာရဲ့ဘူပွားရနေပြီးတော့မှလှမ်းမြင်နေရတဲ့ပင်းတရလူမျိုးရဲ့ရှုခင်းဖြစ်ပါတယ်ကျွန်တော်တို့ကပန်းစစ်ရွာမှာပဲညအိပ်ပြီးတော့အခုဆိုရင်မနေ့မိုးလင်းလို့တောင်တက်ဖို့အတွက်အားလုံးပြင်ဆင်ပြီးနေကြပါပြီမနေ့စားပြီးရင်တော့ကျွန်တော်တို့ဖွဲ့ပြီးလူဆောင်တာနဲ့ခရီးစမှာဖြစ်ပါတယ်မနက်စာမစားသေးလို့ပလက်ကျွတ်သွားတာပါမနက်စာမှာကခေါ်ပုတ်ကြော်ကျဲဥပမို့ကြော်ကျဲဥငပြောသေးနဲ့အရှံပဲပါပဲကျွေးတာတော့လေအကုန်လုံး ready ဖြစ်နေကြပါပြီခဏနေရင်တော့စောက်ထွက်ပါတော့မယ်ကျွန်တော်ကားလန်တိုင်း15မိနစ်လောက်ရှောက်ပြီးရင်တော့ဒေါ်လန်ကိုစာဝင်ပါတယ်စားစားချင်းဆိုတော့အတက်ကတော့များတယ်ဗျ1000ပြီး1000ထပ်ဖြတ်ရတာပေါ့နော်တောင်တလန်တောက်လျှောက်ချယ်ရီပန်းမင်တွေကိုလည်းတွေ့ရပါတယ်ပန်းစစ်ရွာကတော့ဒီနားမှာရှိတဲ့ရွာတွေထဲမှာတော့ထူးခြားတဲ့ရွာဗျရေထွက်ရှိတယ်လို့ပြောတယ်နောက်ပြီးတော့အဲ့ဒီရေထွက်ကနေလည်းကျွန်တော်တို့ခြားရွာတွေတူရေပေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်သိရတယ်ဗျစတက်တဲ့ချိန်ကနေပြီးတော့တနားရီလောက်တွင်းကတော့တောက်လျှောက်ကိုတက်တည်ကြီးပဲဗျဒီနေရာလေးမှာခဏနားပြီးတော့ရှူခင်းလေးတွေတစ်ဖြတ်ပေါ့အခုဒီနေရာရောက်တဲ့အချိန်မှာစတက်လာတဲ့ချိန်ကနေတွေ့ရင်တနာရီခွဲကျော်ကျော်လောက်တော့ရှိပါပြီ
ကျွန်တော်တို့9မိနစ်လောက်လမ်းဆက်လျှောက်ပြီးတဲ့အချိန်မှာရှေ့မှာတောင်ကုန်းတစ်ခုရှိတယ်။အဲဒီတောင်ကုန်းပေါ်ကနေပင်းတရလွင်မျိုးပြန်မြင်နေရတဲ့ view ကလည်းတော်တော်လေးလှပါတယ်ဒီနေ့တနေ့လုံး9နာရီလောက်လမ်းလျှောက်အောင်မှာဆိုတော့လမ်းခုလက်မှာဒီလိုရှုခင်းလေးတွေတွေ့ရတာလဲတကယ်အားစီတစ်ခွက်ပါပဲအခုတောင်ကုန်းပေါ်ပြန်ဆင်းပြီးခီးဆက်ပါမယ်နိုင်ဝက်လောက်ရှောက်လိုက်နားလိုက်နဲ့တောင်ကုန်းတွေတစ်ခုပြီးတစ်ခုတက်လိုက်ဆင်းလိုက်ပါပဲတောင်တိုင်းရှိတဲ့တောင်ကုန်းရောက်တော့ကျွန်တော်တို့ခဏနားပါတယ်အဲ့ဒီမှာခဏနားပြီးပြန်ထွက်တဲ့အချိန်ကမနက်10:00 နာရီခွဲကျော်ပါပြီတမင်းစားမဲ့နေရာကိုရောက်ဖို့ကအနည်းဆုံးနောက်ထပ်2 နာရီကျော်လောက်ထပ်လျှောက်ရပါအောင်မယ်ကျွန်တော်တို့သွားတဲ့အချိန်ကဒီဇင်ဘာလဆိုတော့လမ်းမှာနေတောက်လျှောက်ပူရဲဆိုပေမဲ့လုံးဝမပူပါဘူးလမ်းခုလက်ခဏနားတဲ့အချိန်မှာမြင်ရတဲ့ရှူရင်းလေးတွေကလည်းတကယ်ကိုစိတ်ချမ်းမြေ့စရာပါအဲ့နေရခဏပဲစားပါလမ်းရှောင်းမှာတစ်ခွပြင်တော့တွေ့ရတယ်ဒါပေမဲ့ပန်းတော့မတွေ့ရဘူးကြာတောင်စလက်တော့ဒီကိုဖြတ်ရင်တောင်စလက်ပန်းနေနေကိုတော့စတွေ့ရပါပြီဒီနေရာလေးမှာတော့တမင်းစားဖို့ခဏနားမှာပဲဖြစ်ပါတယ်